အားလုံးပဲမင်္ဂလာပါone more program နဲ့အားလုံးပြန်လဲကြိုဆိုပါရစေကျွန်တော်ဒီနေ့ဝင်မြပေးခြင်းနဲ့နှုတ်ကပတ်တော်တော့တိရဇဝင်ချုပ်အခန်းကြီး73အပိုင်းငယ်14ဖြစ်ပါတယ်ဗောနော်အတူကနှုတ်ကပတ်တော်ရင်ဖတ်ရအောင်ဖေရသခင်တစ်တာတော်ဒီ3လပတ်လုံးဩပရိအိမ်တွင်အိမ်သူအိမ်သားများစီမှာရှိထာဝရဘုရားဒီဩပရိတော်နဲ့အိမ်သူအိမ်သားအပေါင်းတို့ကိုကောင်းကြီးပေးတော်မူ၏ဗောနော်ဒီနှုတ်ကပတ်တော်ကိုကျွန်တော်တို့အားလုံးလဲကြားဖူးနေကြနှုတ်ကပတ်တော်ဖြစ်မယ်ဒီဟာတော့ဗောနော်ဒါဝိနဲ့ပတ်တက်ပြီးတော့ဩပရိသုံးချောင်းရေးထားတဲ့ຢာလေးဖြစ်ပါတယ်ကျွန်တော်အကုန်လုံးသိပြီးသားဖြစ်တဲ့ဒါဝိအကြောင်းကနေစပြီးတော့ဗောနော်ပြောမယ်ဆိုရင်ဒီတစ်တာတော်ကိုအဘိနဒတ်အိမ်ကနေဒါဝိမင်းကြီးကနန်းတော်ထဲကိုတည်လာတဲ့ခါမှာလမ်းမှာမနွားလဲနဲ့တည်တဲ့ခါမှာလမ်းမှာလှုပ်တဲ့ခါမှာဩဇာကဒီပရိညင်တစ်တာတည်လာတဲ့ဒီလဲနဲ့ဒီပရိညင်တစ်တာကိုတထိလိုက်တဲ့ခါမှာဩဇာကအဲ့နေရာမှာပဲချစ်ချင်းဖျားရဲ့အမျက်တော်ရှာပြီးတော့တည်သွားတယ်ပေါ့နော်ဒီအားနေပတ်သက်ပြီးတော့ဒါဝိကဘာလို့နန်းတော်ထဲကိုတည်သွားရမှာလဲဆိုတော့အသွေးတစ်ခုဝင်လာပြီးတော့သူက operate တော့အိမ်မှာထားခဲ့တယ်အဲ့ training တက်တာတော့ဒီနေရာမှာဖြစ်ပျက်သွားတဲ့အကြောင်းအရာလေးပေါ့နော်အဲ့ဒီအရာလေးကျွန်တော်ပြောမှဆိုတော့အဓိကတော့ operate တော့အကြောင်းလေးပြောချင်တာဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာ operate တော့ရဲ့အိမ်မှာ3လပတ်လုံး operate တော့အိမ်တွေအိမ်သူအိမ်သားများစီမှာဒီတက်တာတော့ကရှိနေတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ဗာပြောချင်လဲဆိုတော့ operate တော့ကဒါဝေးကဒီမှာဒီ training တက်တာတော့ကိုကြောက်လို့ထားခဲ့တဲ့ချိန်မှာ operate တော့ကဒီဟာကိုကြည်ကြည်ဖြူဖြူလက်ခံတယ်ဆိုတဲ့အရာလေးပေါ့နော်သူရဲ့တစ္ဆာရှိမှုလေးပြောချင်တာကသူ့ရဲ့နာခံမှုကိုမြင်တွေ့ရတယ်ပေါ့နော်ပြီးတော့နောက်ဒီအများသောအရှိပိုင်းဒီရာဇဝင်ချုပ်ပထမဆောင်အခန်းကြီး73 14 15ဒီနောက်ပိုင်းမှာလည်းရေးထားတဲ့ຢာလေးတွေဩပရိတုံရဲ့အကြောင်းလေးတွေကျွန်တော်တွေ့ရတယ်ပေါ့နော်ဩပရိတုံကဆိုရင်အိမ်တော်မှာတကားဆောင်ဖြစ်တယ်အိမ်တော်မှာတကားဆောင်ဖြစ်တဲ့အပြင်သူကရိုးရိုးတကားဆောင်မဟုတ်ဘူးချင်းမွန်ကိုကိုွယ်ချင်းမှာလည်းပါဝင်တဲ့သူဖြစ်တယ်ဆိုတဲ့ຢာလေးပေါ့မနော်ဒီຢာလေးအဖြစ်ပါသင်ခန်းစာယူမိလဲဆိုတော့သူကဒီတစ်တာတော်ကသူ့အိမ်မှာရောက်တဲ့ခါမှာဒီတိုင်းပဲထားတာမဟုတ်သူဖျားခင်ရဲ့မျက်မှောက်တော်ဆိုတဲ့ဒီတစ်တာတော်ကိုသူကကြိုဆိုတယ်ဒီတစ်တာတော်ကိုတကယ်ပဲတစ္ဆာရှိစွာစောင့်ရှောက်တယ်ဆိုတဲ့အရာလေးတွေလည်းရေးထားတယ်ပေါ့နော်နှုတ်ကပတ်တော်ထဲမှာဒီတိုင်းပဲကျွန်တော်ဒီမှာနောက်တစ်ခုခွန်အားရတာဗာလဲဆိုတော့အဘိနဒတ်အိမ်မှာဒီတစ်တာတော်ကအနည်း20လုံးရှိတယ်ဒါပေမဲ့ကျမ်းစာထဲမှာအဘိနဒတ်အိမ်မှာအနည်း20လုံးရှိတဲ့ချိန်မှာဖျားသခင်ရဲ့ကောင်းကြီးကအဘိနဒတ်အိမ်မှာရောက်ရှိတယ်လို့မရေးထားဘူးဒါပေမဲ့ဒီအရာကိုပြောချင်အဖြစ်ကျွန်တော်အဘိနဒတ်ကိုအဖြစ်တင်တာတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်နိုင်ရှင်ပြီးပြောတဲ့အခါမှာအဲ့လိုမျိုးတော့ဖြစ်သွားကောင်းဖြစ်သွားနိုင်တယ်ဒါပေမဲ့ဒီနေရာမှာအခန်းငယ်14မှာရေးထားတဲ့အထဲမှာဖျားသခင်ရဲ့တစ်တော်တွေ3လပတ်လုံး operate တော့အိမ်မှာတဲ့ပြောချင်တာဒီပရိညင်တစ်တာတော်က operate တော့အိမ်မှာ3လပဲရှိတယ်ဒါပေမဲ့ကောင်းကြီးခံစားရတယ်ဆိုတဲ့အရာလေးပေါ့နော်ကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်ဒီနှုတ်ကပတ်တော်အဖြစ်ကျွန်တော်ဗာဆင်ချင်မိလဲဆိုတော့ကျွန်တော်ယေရှုခရစ်တော်အဖြစ်ကျွန်တော်ကယ်တင်ခြင်းယေရှုတရားထိုယေရှုခရစ်တော်ထဲ၌ပါလာတဲ့ညီသက်ဝမ်းမြောက်ခြင်းအသက်ရှင်ခြင်းဒီဟူသောထိုနှုတ်ကပတ်တော်ပေါ့နော်ဒီအရာတွေကကျွန်တော်အထဲမှာရှိပြီးသားဖြစ်ပါတယ်ယေရှုခရစ်တော်ကိုယုံကြည်တဲ့အခါမှာတပြိုင်နက်ဒီအရာတွေကကျွန်တော်တို့အထဲမှာရှိပြီးသားဖြစ်တယ်ဒါပေမဲ့ထိုဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဆိုတဲ့ဒီဘုရားသခင်ရဲ့ပရိညင်တစ်တာတော်ကဲ့သို့ပေါ့နော်ဘုရားခင်ရဲ့အတူရှိခြင်းဆိုတဲ့အရာဘုရားနဲ့အတူမိတ္တရာဖွဲ့ခြင်းဘုရားနဲ့အတူသွားလာခြင်းဘုရားကိုချီးမွမ်းကိုးကွယ်ခြင်းတွေကလည်းကျွန်တော်ရဲ့အသက်တာထဲမှာဘုရားရဲ့တက်တည်ထင်ရှားတဲ့အရာတစ်ခုဖြစ်တယ်ဆိုတဲ့အရာပေါ့နော်မြင်တွေ့ရတာဖြစ်ပါတယ်ဒီညမှာဆိုရင်ထာဝရဘုရားဒီဩပရိဒုံနဲ့သူအိမ်သူအိမ်သားအပေါင်းတို့ကိုကောင်းကြီးပေးတော်မူ၏လို့ရေးထားတယ်ပေါ့နော်ဒီအတိုင်းပဲကျွန်တော်ရဲ့အသက်တာထဲမှာဘုရားတော့ကျွန်တော်မိမိအသက်တခင်ကယ်တင်ရှင်ပိုင်ဖြစ်ကယ်တင်ရှင်ဖြစ်တော့လက်ခံတယ်အထဲမှာထည့်ထားတယ်ဒါပေမဲ့ထိုဖျားနဲ့မိတ္တာရဖွဲ့ခြင်းမရှိဘူးဆိုရင်ဒါပေမဲ့အကယ်တင်ခြင်းတော့မဆုံးရှုံးသွားပါဘူးကျေးဇူးတော်အဖြစ်ဒါပေမဲ့ကျွန်တော်ရဲ့အသက်တာထဲမှာထိုဖျားသခင်ရဲ့ကောင်းကြီးသည်ဟူသောတသက်ဆိုတဲ့အရာကဘယ်အရာနဲ့မြင်တွေ့ရလဲဆိုတော့ဖျားသခင်ရဲ့အလိုတော်ကိုဆာငတ်ခြင်းပေါ့နော်ကျွန်တော်နေ့ရက်စံအသက်တာထဲမှာကျွန်တော်လုံးဝထတာနဲ့ဆုတောင်းရမယ်ဆိုတာမျိုးတော့လူတိုင်းတော့လှုပ်ချင်နိုင်မှလှုပ်နိုင်မယ်ဒါပေမဲ့တကယ်ပဲကျွန်တော်ရဲ့အသက်တာထဲမှာဆုံးဖြတ်ချက်တွေချလာရတော့မဲ့ခါပဲဖြစ်ဖြစ်မနေ့ကျွန်တော်ထတာနဲ့ဖျားသခင်ကျေးဇူးတင်တယ်ဆိုတော့ဖျားကိုအရင်အောက်မေ့တာဖြစ်ပေါ့နော်ကျွန်တော်ရဲ့အသက်တာထဲမှာဖျားခင်ကိုရောပဲကျွန်တော်တို့ကိုလမ်းပြပါဒီကနေ့တက်တာအတွက်ဒီနေ့တရက်တာအတွက်ဆိုတော့အရာမဆဖျားကိုတကယ်ပဲဥထိတ်ထားပြီးတော့ဗောနော်ကျွန်တော်အသက်တာထဲမှာဘယ်လိုမျိုးပြောမလဲ
ဟိုခေါ်ဖိတ်ခြင်းဥဆောင်ခိုင်းခြင်းပေါ့နော်ဒီအားဖြင့်ဖခင်ရဲ့ဘုံတော်ဆိုတဲ့တနည်းအားဖြင့်ကောင်းကြီးမင်္ဂလာပေါ့နော်ဒီထဲမှာကောင်းကြီးမင်္ဂလာကျွန်တော်အခုအချိန်မှာတော့ထိုကောင်းကြီးမင်္ဂလာဆိုတော့တက်တည်ဆိုပေါ့နော်ထိုတက်တည်တွေကကျွန်တော်ရဲ့အသက်တာထဲမှာမြင်တွေ့ရမယ်ဆိုတဲ့ຢာလေးနဲ့အနေငယ်မျှဝေချင်တာဖြစ်ပါတယ်ရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ